Masabia tu bantu Salai Tin Maung Oo kum somli mi boy akan tu piatu siwai utama tampi kalom ti mikha sum kadu tu bantu ing betul cina cang nang kata beca tampi kalom Salai Tin Maung Oo kong keracim nang atom pak kacim tu itu ki kan ni ting mi tu bantu ram tumna akan panti kating pantong itu dosa tein kan mi pun kong sise ram kel kong sise politis kong mo lehi dosa tein kan philhlonak kan tau chua ma lei bena lei katu kan thongko itika karu atong mi si asinain atu siwai wala dia tika tampi kan thau mi chu siwai o hi mai leya akar chingnai ma thong chingnai ma lei kan ni ching mi biate ram kel kong le politis kong le ni pun kong akan phaitu lai mi ching mi biate akan phun ton tu mo ki alung ku susi de phosi alung ku swe kho pra me phosi ti kha aro chanda tam pi ka nge chun atu bantu ching mi biate le ko ram ni bama nai no tai tai mo an upa mi upak tak kasini mabantu ami boy kan tu mi dong ni hin kan ma thunga thingdonga je thuda mi pun tona kan chote mo akat te ti mi kha chim long pate chim chikadu leadership ke Salai Tin Maung Oo chu ching cha longa leader mo phai tu si lo yin ko ram mi pi bama tanai ngal no tai phai tu wa si ching mi ni kan ni wa pi ta ding ta tak si mi asi chun ma amin pa khalom thong ni ching mi hi akan si jong kho ki unify kan to ko mi si ti mi hi amasa chim kadui dang ke chu akho nang hitam pi kar chum nai lo Salai Tin Maung Oo chu 1976 kulani rup ni jin su melam palia insin thoma ne won chu la ni thi dang ta mo te dan chu mi and pe mi si te ya yung ni mo te dan kan pe la bi an na tha mi si o ko lu ni ke english ke po no ni te ya cho english de o chu te ni te ya cho ma tu ru di te ya ye lu te ya ye khan yu che po no yung chi che tweတရားယုံမှာတရားစီစဉ်ပြီးတော့သေတာပေးတာမရှိဘူးလူအုပ်ကြမှာအဓိကယုံနေနေနဲ့တဏှတ်ပြလို့သေတာရှိတယ်နောက်ဦးနေဦးခေတ်မှာလည်းအဲ့လိုပဲသမက်ကကြောင်ကြီးဘုံကျဲလို့လူအများကြီးသေတယ်အဓိကယုံနေနေလို့လူသေတယ်ဒါပေမဲ့လူတရားရောက်နိုင်ငံရေးရထုချက်ကြောင့်ဒီလူဟာအပြစ်ပေးမယ်သေတာပေးမယ်ဆိုပြီးတော့သေတာပေးတာSalai Tin Maung Ooတယောက်ပဲရှိတယ်နောက်လည်းမရှိတော့ဆိုတော့တော်လေးကိုထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဘာဖြစ်လို့Salai Tin Maung Ooကိုဒီတကယ့်တရားရုံးမှာတရားစီရင်ပြီးတော့သေတာချရတယ်လေဆိုတာဘာအဖြစ်တွေ့ရတယ်လဲသူ့ကိုအစိုးရပြန်ကြောက်တယ်။1974မှာအကြီးအကျယ်ဗမာပြည်တော်အနေနဲ့အုပ်ချုပ်မှုကြီးလုပ်တာ၃ခုဖြစ်ခဲ့တယ်။ပထမဦးသန့်ရေခင်ဦးသန့်အလောင်းရောက်လာတဲ့ခါမှာအဲ့ဒါပဲလို့တချို့မယ်ဆိုတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကဒီအလောင်းကိုယူပြီးတော့ရန်ကုန်တက္ကသိုလ်ဝင်တဲ့ယူသွားတယ်အဲ့မှာရေခင်ကြီးဖြစ်တယ်Salai Tin Maung Ooကဦးဆောင်တယ်နောက်ပြီးတော့ General Workers အထွေထွေအလုပ်သမားတပိတ်သူကဦးဆောင်တယ်ကျောင်းသားခေါင်းဆောင်တယောက်လည်းဖြစ်တယ်သူကဒါပေမဲ့ဒီလူထုပေါ့နော်တနိုင်ငံလုံးတိုင်းနဲ့သူကဦးဆောင်ခဲ့တယ်နောက်ပြီးတော့မိုင်းရတခင်ကိုတော့မိုင်းနှစ်တရာတိပေါ့နော်ကျင်းပဖို့အတွက်သူကပြန်ဦးဆောင်တယ်လူထုကိုအဲ့တော့သူကလူထုကိုအရင်ဦးဆောင်တယ်ဒီ74မှာချင်းတိုင်းသားစာပေရင်ကျင်းမှုကော်မတီအထွေထွေတွင်မှုဖြစ်ခဲ့တယ်။အမှန်တော့တက္ကသိုလ်ကျောင်းသားအနေနဲ့သူခေါင်းဆောင်ဖြစ်ခဲ့တာခါဆာရပေါ့ချင်းတိုင်းသားစာပေရင်ကျင်းမှုကော်မတီအဲ့မှာပဲဖြစ်တယ်။ဒါပေမဲ့သူကဗမာအားလုံးကိုသူကဦးဆောင်နိုင်ခဲ့တယ်။အဲ့တော့သူရဲ့ဦးဆောင်မှုကြောင့်အစိုးရအရင်ကိုကောင်းခဲ့ရတယ်။သူ့ကိုအရင်ကြောက်သွားတယ်။အဲ့ဒါနဲ့မှန်ရပြီမတိုင်ခင် March 23မှာမှန်ရပြီလို့မယ်။ March 22မှာသူ့ကိုဖမ်းတယ်။ဖမ်းပြီးတော့ထောင်3လချအဲ့တော့အဲ့မတိုင်ခင်မှာသူ72မှာတခါသူထောင်ကြတယ်72မှာသူအလုတ္တမတပိတ်တော့ဦးဆောင်ပြီးတော့ထောင်ကြတယ်ထောင်3လကြတယ်အဲ့သူထောင်ကြတဲ့အချိန်မှာဘယ်သူနဲ့တော့တွေ့လဲဆိုရင်ကျွန်တော်တို့ချင်းဖခင်ကြီးတွေဖြစ်တယ်Salai Tin Maung Ooနဲ့တထာတလီထန်းထောင်းမှာသူသွားတွေ့တယ်
သူတို့ကတော့ချင်းလူငယ်များအကျဉ်းပေးချက်မှာနာမည်ထိုးလို့ပူလျံဦးတို့နဲ့သူစာရေးလို့ထောင်ကြတာသူတို့နဲ့အမှရင်းနှီးခဲ့ပေါ့နော်နောက်အဲ့မှာပြန်ထွက်တယ်နောက်75မှာသူ့ဖမ်းဖို့အရန်လို့တော့ယူရီးယားကိုတက်ခါပြီးတယ်မတ်လမှာနောက်ယူရီးယားမှာနေဆမှာပေါ့နော်ပုံစံဆောင်ပြီးတော့နောက်သူကပမာပြီးမှပြန်သူ့အတွက်အရန်အနေရှိတယ်သူသိတယ်ဒါမဲ့လူထုကိုပြန်ပြီးတော့ဒိုးဆော်ပြီးတော့လုံငန်းပြန်စားဖို့လို့တော့ပမာပြီးပြန်ဝင်တယ်ပြန်စားတယ်နောက်တော့သူ့ထောင်းမှုကလည်းတော့ပြန်ယူရီးယားကိုပြန်ဆောင်ယူရီးယားကိုနှစ်ခါသွားဆောင်ခဲ့တယ်ကျွန်တော်အတူပဲပြောရရင်ပေါ့နော်အဲ့ဒါနဲ့သူပြန်ဝင်လာပြီးတော့76မှာဟန်ရပြီအတွက်သူတို့လူထုလှုပ်ရှားမှုပေါ့အဲ့လူထုလှုပ်ရှားမှုဆိုတဲ့အခါမှာဘာကိုတော့ဥတီပြီးတော့လုပ်လို့ဆိုအကြောင်းပြချက်တစ်ခုခုပေါ့ဒီမတရားတဲ့အစိုးရကိုတော်လှန်ဖို့အခွင့်အရေးရတိုင်းသွားလုပ်ချင်တယ်တဘောကဘာ event ကိုအခြေခံမလဲပေါ့နော်တဘောကလူသမား event လူသမားတွေရဲ့အခွင့်အရေးတွေတောင်းဆိုနေလူထုကိုစီယုံရောအဲ့လိုပေါ့နော်ဒီဥတန်အလောင်းကိစ္စနဲ့လူထုကိုစီယုံနိုင်သွားတယ်နောက်ပြီးတော့ဟန်ရတိကိစ္စကိုအကြောင်းပြပြီးတော့လူထုကိုစီယုံလိုက်တယ်ဒါပေမဲ့ဒီတမိုင်းဆရာတွေပြောတာတော့သူ့ကိုတဲ့အဲ့76 March မရပြီမတိုင်ခင်လေးမှာဦးနေဝကတာမဖမ်းမနဲ့တေးတာမပေးခင်သူ့ရဲ့အကြံစီပေါ့နော်တကယ်ကိုထမ်းမြောက်ပြီးတော့ဦးနေဝင်အစိုးရအဲ့ဒီကလေးကပြုတ်နေတယ်လို့သူတို့ပြောတယ်76ကလေးဦးနေဝင်အစိုးရပြုတ်ပြီးတော့မြန်မာနိုင်ငံတမိုင်းတမစ်ကိုဖြစ်သွားတယ်ဒါပေမဲ့အစိုးရလည်းဥသွားတယ်သူတို့လည်းတကယ်ကြောက်ခဲ့တကယ်ကြောက်တာလည်းကြောက်တယ်ဘာလို့လဲဆိုရင်အစိုးရကိုပြောင်းလဲနေတော့လုံနေတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်အဲ့ချိန်မှာသူက25နှစ်ပဲရှိသေးတယ်အဲ့ဒါနဲ့သူကောလောင်းကချင်းချင်းပြီးတော့တဲ့အားလုံးနားလေနော်အဲ့ဒါနဲ့သူ့ကိုဒီမန်းရပြည်နေမတိုင်ခင်မှာဖမ်းတယ်ထောင်3လချပြီးတော့တရားစီရင်ပြီးတော့တည်တာပြီးတယ်ကွက်မြစ်တယ်နောက်သူတို့ကွက်မြစ်တာသူတို့ရဲ့သက်ဆုရှိမှုဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီသူဘောနော်သူ့ကိုမကွက်မြစ်ခင်လေးမှာအဲ့ဒီအကြောင်းမပြောခင်ပါနော်သူအဲ့လိုထောင်ကြတဲ့အချိန်မှာပေါ့နော်သူညီမမတ်လက်မြန်နဲ့ကိုလာစီဆိုတဲ့သူညီနဲ့ညီမနဲ့သူ့လူကဆက်လက်ပြီးတော့မှန်းရပြီးကိစ္စကိုကျောင်းသားတွေဥဆောင်ပြီးတော့လူထုစုချက်မှုပြန်လုပ်တယ်ပြန်လုပ်တော့သူတို့ကိုလည်းဖမ်းတယ်သူ့အဖေနဲ့အမေကိုလည်းဖမ်းတယ်အဲ့လိုသူဘောနော်ကွက်မချင်းမခံရခင်ထောင်3လကြားတဲ့အချိန်မှာသူတို့မိသားစုဝင်6ယောက်ထောင်ထဲမှာဒါပေမဲ့တရားမရောက်ပြုလို့မရဘူးအငယ်လေးတွေပဲပေါ့အိမ်မှာကျန်ခဲ့တယ်သူတို့အိမ်မှာကျန်တယ်အဲ့ဒါနဲ့သူထောင်ရှိတဲ့အချိန်မှာတဘောထောင်ကြတဲ့လူတွေရဲ့အခွင့်အရေးဟာမိသားစုဝင်တွေထောင်လုံးစားလို့ခေါ်တယ်လာတွေ့ခွင့်ရတယ်အားပေးစကားပေါ့နော်တခါလေအမင်းမျိုးကအစားတောက်ကြလာပေးတာဒါပေမဲ့သူ့မှာလာတွေ့မဲ့လူကမရှိဘူးအကုန်လုံးထောင်ကြတယ်ဒါပေမဲ့သူ့ကိုတကယ်ပေါ့နော်ဒီကွက်မြတ်တော့မယ်ကျိုးပေးတော့မယ်ကျိုးနဲ့ဆွဲချတော့မယ်ဆိုတဲ့အချိန်မှာသူပြောတဲ့စကားဟာအခုထိပေါ့နော်ဘာမှတမိုင်းမှာမေးလို့မရတဲ့စကားပေါ့နော်ဒီမင်းတို့ငါခန္ဓာကိုယ်ပေါ့နော်တတ်နိုင်မယ်ဒါပေမဲ့ငါရဲ့ယုံကြည်ချက်မင်းငါလက်တည်ချက်မင်းတို့ဘယ်တော့မှမတတ်နိုင်ဘူးမင်းတို့စစ်ဖနတ်ပေါ့နော်ဒီမှာအောက်မှာဘယ်တော့မှဒူးမထောက်ဘူးအဲ့လိုသူပြောခဲ့တယ်အဲ့ဒါနဲ့2011မှာအောင်သူဆိုင်ဆရာအောင်သူကSalai Tin Maung Oo အထူးပတိရေးတယ်အဲ့သူရေးတဲ့စာအုပ်ရဲ့နာမည်ကတော့ Forgotten Hero of Asia သူကဘာမှတော့မဟုတ်ဘူး Asia ပေါ့နော် Asia ရဲ့ hero လူတွေကမေ့နေတဲ့ Asia hero ဆိုပြီးတော့ခေါင်းစဉ်နဲ့ရေးတယ်ပေါ့နော်ခင်ဗျားတို့စိတ်ဝင်စားရင်အဲ့ဒီဟာနဲ့ရှာပြီးတော့နော်အဲ့ဒါနဲ့အဲ့ဒီစာအုပ်ရဲ့ပေါ့နော်အမှားစာမှာရေးတဲ့လူတွေကတကယ့်အထင်ကြီးပုဂ္ဂိုလ်တွေပဲအရင်တော့အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းကော်ဒွန်ဘရောင်းကလည်းရေးတယ်။နောက်အဲ့ဗမာသမိုင်းမှာအရင်ကျွန့်ကျင်တဲ့ Professor Joseph Silverstein ကလည်းရေးတယ်။တခြားပုဂ္ဂိုလ်တွေလည်းရေးတယ်။နောက်အဲ့ဒီမှာတယောက်အပါဝင်ဖြစ်တဲ့ဦးဝင်းတင် NLD ဦးဝင်းတင် NLD တွင်းမှုလုပ်ခဲ့တဲ့ဦးဝင်းတင်ကရေးတဲ့အောင်ကျွန်တော်နည်းနည်းကုတ်ထုတ်ချင်တယ်။သူကပါရေးတယ်ဆိုရင်ဒီဗမာနိုင်ငံလောကမှာactivist တွေလောကမှာပြောနေကြတာတော့လေ Forgotten Hero of Burma ဆိုပြီးတော့ Salai Tin Maung Oo ကိုပြောနေကြတယ်လူတွေကမေ့နေတဲ့ Salai Tin Maung Oo ဒါမဲတဲ့အဲ့ဒါမှမဟုတ်ဘူးတဲ့သူသေပြီးတော့နောက်အနည်း20မှာကျွန်တော်အင်းစင်ဆောင်သွားကြတယ်တဲ့ဦးဝင်းတင်ကတော့ဆန်းချွေနဲ့ထောင်အကြိုက်ကြတယ်
ဒါပေမဲ့ကျွန်တော်တို့ဥစဉ်ထောင်ပါတဲ့နိုင်ငံရေးအကျဉ်းသားတွေလောကမှာစလိုင်းတင်မှာဥကဟိုပါlegend နော် legend တကယ်ဟိုပါနော်ပုဂ္ဂိုလ်ဘောနော် legend ဆိုတာ hero တဲ့တော်မှာပို့ပြီးတော့ဟိုပါအရေးကြီးတဲ့ဟိုပါပုဂ္ဂိုလ်ဘောနော်the legend of စလိုင်းတင်မှာသူ့ရဲ့အကြောင်းသူ့ရဲ့ struggle သူ့ရဲ့လူမျိုးရေးအတွက်ဗမာပြည်လူမျိုးရေးအတွက်လှုပ်ဆောင်မှုသူ့ရဲ့လက်တည်ချက်လှုပ်ဆောင်မှုကဗမာပြည်ဟောပေါ့လွတ်လပ်မှုနဲ့တရားမျှတမှုပေါ့နော် freedom and justice ကျွန်တော်အဲ့မှာချင်းလို့နည်းနည်းပေါ့နော်ကြိုတင်လည်းမသိတော့ရေးတာတော့ justice ကိုချင်းလို့ဘယ်လိုရေးရမလဲမှသိမသိဘူးအဲ့တော့ဇလောင်နဲ့ and democracy တော့သိမဟုတ်ဘူးနော် justice တရားမျှတမှုဗမာပြည်အဲ့ဒါရဖို့သွားလို့အဲ့ဒါနဲ့ဦးတူးဝင်းတင်ရေးတာစလိုင်းတင်မဦးရဲ့အသက်တာသူ့ရဲ့ရုန်းကန်မှုသူ့ရဲ့လူထုလှုပ်ရှားမှုသူ့ရဲ့အသက်တာအကြောင်းကိုမပြောပဲတရားမှမရှိဘူးလေအင်းစင်ထောင်နိုင်ငံလောကထဲမှာအဲ့တော့ကျွန်တော်တို့မသိဘူးဘယ်လိုလုပ်မိမှာလဲအဲ့တော့အဲ့လိုအမျိုးအတွက်လူမျိုးအတွက်အသက်ရှင်တဲ့လူပုဂ္ဂိုလ်တူရဲ့ဘဝနော်သူတကယ်ပြောခဲ့တယ်လို့ပဲမင်းတို့ကကိုတတ်နိုင်မယ်ငါရဲ့ယုံကြည်ခြင်းငါရဲ့ယက်တီချက်မင်းတို့မတတ်နိုင်ဘူးလို့သူတကယ်ပြောခဲ့တယ်လို့ပဲနေဝင်ဆိုတာမတတ်နိုင်ဘူးအဲ့ဒီသူစကားပဲ့နေထားပြီးတော့လူထုကြားထဲမှာပြန့်ပြီးတော့ပြည်သူကြားထဲမှာပြန့်ပြီးတော့ဘာဖြစ်လာလဲအဲ့ဒီအရှင်ဝါမသေးဘဲနဲ့88မှာတကယ်ကိုလူထုကလို့ကြားလာနိုးကြားလာပြီးတော့ကျောင်းသားတွေကလို့ကြားလာပြီးတော့နောက်တော့တပြည်လုံးလို့ကြားပြီးတော့နေဝင်ဆိုတာတကယ်ပြုတ်သွားတယ်88မှာနော်အမဆန်းဒီစကရေပြုတ်ရတော့ဗျာပေါ့နော်အဲ့တော့တကယ်ပဲစလန်တီမှာပြောခဲ့တဲ့စကားဟန်သွားတယ်သူခန္ဓာကိုသူတို့တတ်နိုင်တယ်သူရဲ့ယက်တိချက်သူရဲ့လှုပ်ရှားမှုပေါ့နော်သူရဲ့ယုံကြည်ချက်အစိုးရမတတ်နိုင်ဘူးနော်အဲ့ဒီတရေကောင်းတို့သေတာအလကားမသိဘူးအခုလည်းသူ့အကြောင်းကျွန်တော်တို့ပြောနေရပြီဘယ်တော့မှမေးလို့ရတယ်ပုဂ္ဂိုလ်မဟုတ်ဘူးနောက်ပြီးတော့သူ့အကြောင်းပြောဖို့ကျွန်တော်ပေးထားတဲ့ကျွန်တော်သူ့အဖေကတော့ပါစတာဘောနော်တင်းဦးဆရာဦးမြတ်တင်ဖြစ်တယ်သူ့အမေကတော်နှင်းမြန်ဖြစ်တယ်ပေါ့နော်1951မှာတောင်ငူမှာမွေးတယ်အဆူချင်းဖြစ်တယ်သူကနောက်ပြီးတော့ဒီတခြားဟာတော့ဘောနော်သူ့ရဲ့ဘယ်လိုကြည့်ပြနေတာကျွန်တော်အကြိုက်မပြောချင်ဘူးပေါ့နော်ဒီအချိန်လေးနည်းနည်းလေးပဲရတဲ့အတွက်အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့ဟိုပါပေါ့သူ့ရဲ့40နှစ်မြောက်ပေါ့နော်ကျုံမခံချင်းရအထင်မှန်မှာဒီမှာရှိတဲ့လူတွေအတွက်နည်းနည်းပေါ့ message ပေးချင်တာတော့ဒီအခုတစ်ကမ္ဘာလုံးမှာတော်တော်များများနေရာမှာလောက်လာကြတယ်အဲ့ဒါအရင်ကောင်းတဲ့အစဉ်လာဖြစ်တယ်ဘာလို့လဲဆိုရင်အဲ့ဒီသူဆုံးပြီးတဲ့နောက်ဒီစလိုင်းမိုင်လှူရှာမှုအရင်စလိုင်းမိုင်လှူရှာမှုဟာသူတို့အဲ့74လောက်ကိုရစာနာမဲ့သူဆုံးပြီးမှအဲ့ဒီဟာတကြော့ပြန်ပြီးတော့အားတက်လာတယ်ပြောရင်တော့အဲ့ဒီကနောက်ပိုင်းပေါ့နော်တက္ကသိုလ်ကျောင်းတက်တဲ့လူတိုင်းကသူတို့နာမည်မှာစလိုင်းပါတယ်ကျွန်တော်လည်းစလိုင်းပါမဖြစ်ခဲ့တယ်ကျွန်တော်ရဲ့ဒီဘွဲလက်မှတ်မှာစလိုင်းပါလို့ကျွန်တော်ဘွဲရတယ်ကျွန်တော်ပထမဘွဲမှာဒါပေမဲ့ကျွန်တော်မကုန်တင်မှာပါမလို့ပဲပါတော့နောက်တော့ပါမပဲဖြစ်သွားတယ်ကျွန်တော်တို့ကျောင်းသားတိုင်းကစလိုင်းပဲဒီကဆရာစုပါလေစလိုင်းတက်ခင်မတင်တာပဲနောက်ပြီးတော့သူအဲ့ဒီအထွေထွေတွင်းရေမှုလောက်ခဲ့တဲ့ဒီချင်းတိုင်းသားစာပြီးရင်ကြည့်မှုကောင်းတယ်လေအရင်အစင်လာစိခဲ့တယ်ဘာလို့လဲဆိုရင်အရင်ကဒေါက်တာဒလီထန်အခုကျွန်တော်တို့ချင်းအမျိုးသားဖတ်ခင်ကြီးဖြစ်နေတယ်နိုင်ငံရေးရသူလည်းအမှထွေထွေတွင်းရေမှုလောက်ခဲ့တယ်နောက်ပြီးတော့အခုဗမာပြည်အတိုင်းတာနဲ့ကျွန်တော်တို့ချင်းနိုင်ငံရေးသမားဒေါက်တာလျံမှုစကောင်းအမှထွေထွေတွင်းရေမှုလောက်ခဲ့တယ်နောက်ဖလိုင်းရမ်းနေမှုထွေထွေတွင်းရေမှုလောက်ခဲ့တယ်နောက်ပြီးတော့ခမရတို့သိမဲ့ဘာသာရေးသမားဖြစ်သွားတယ်အရင်တော့တကယ့်နိုင်ငံရေးသမားဒေါက်တာဗန်ရောင်းရဗရန်ဒေါက်တာဗန်ရောင်းသူအဲ့ဒါမှထွေထွေတွင်းရေမှုဖြစ်ခဲ့တယ်နောက်အခုဗမာချင်းနိုင်ငံရေးလောကမှာရန်နာမယ်ကြီးလာတဲ့ဖလိုင်းနိုင်ဆက်ထွေထွေတွင်းရေဖြစ်တဲ့ကျွန်တော်လည်းအဲ့အဖွဲ့စီမှာအရင်ကတော့ကျွန်တော်တွေးဖက်ထွေထွေတွင်းမှုဒါပေမဲ့တွင်းမှုလုပ်တဲ့လူကမလုပ်တော့ကျွန်တော်တွင်းမှုလုပ်တယ်နောက်ပြီးတော့လူဥက္ကဋ္ဌဖြစ်တဲ့ဥက္ကဋ္ဌလည်းသွားဖြစ်ခဲ့တယ်အဲ့မှာသူကအဲ့ဒီဟိုဘောရထူးနေပေါ့နော်ဗမာပြည်ကျောင်းသားတစ်ခုလုံးကဥဆောင်သွားတာဖြစ်တယ်နောက်ပြီးတော့အခုကြံတဲ့မြို့တွေမှာကြံတဲ့နိုင်ငံတွေမှာလုပ်တဲ့ဟာက Salai movement အနေနဲ့ပြန်လုပ်တယ်ဒီ Salai Tin Maung Oo ဘာမေးဘူးဘာလို့လဲဆိုရင်ကျွန်တော်တို့ချင်းတွေကပူခွဲပြရတယ်အရင်ကလည်းဆရာကောင်းတယ်အဲ့တော့တခုတည်းသောကျွန်တော်တို့ချင်းတွေကိုသူစီးနိုင်မဲ့အရာဒီSalai Tin Maung Oo နာမည်နဲ့
Salai mai to sham khila balu le so aku di chanoru make ni kuri tidin tuna ai tunu ne a tru a chin no ma kho chin do chano ma mi le chano 84 ma chin ai chano khase ya phang som phitong ma chanoru chin myo ta ne ya ku ma lo do di pathama paya khana chano ai khana mu chano loဒုတိယပိုင်းဖြော်ဖြီကြီးကြတွေ့ကြတော့ကျောင်းသူတွေပေါ့နော်ဆယ်မဆုံးကြီးမှလို့ပါခန္ဓာမလို့အဲ့ချိန်မှာဘယ်သူကကချင်းဆိုမယ်ခေါ်တယ်တယောက်ပြီးတယောက်အားစလိုင်းအရင်တော့ဆိုစလိုင်းတော့တို့စလိုင်းတော့နာတို့ဘယ်သူချင်းဆိုမယ်ခေါ်တယ်အဲ့ဒါနဲ့ကျွန်တော်တို့တည်တည်မိတ်ဆွေတယောက်ကိုခေါ်တယ်စလိုင်းကျွန်တော်နာမည်မိတယ်ဥပမာဘုံစမှုဆိုပါတော့ပြည်နေတာစလိုင်းဘုံစမှုကတချင်းဆိုပါမယ်လို့ခေါ်တော့သူကတက်လာပြီးတော့တချင်းတွေကျွန်တော်နာမည်စလိုင်းဘုံစမှုမဟုတ်ပါဘူးကျွန်တော်တန်ဘုံစမှုဖြစ်ပါတယ်လို့ပြောရအဲ့ဒါနဲ့သူစင်းလာတော့အောက်မှာလေတချို့ကလေသူ့ကိုတခါလေရန်သွားတွေ့ရရှိပြောချင်တာအဲ့ဒီတော့အဲ့ဒီစပီရစ်ကကျွန်တော်တို့ချင်းတွေပေါ့နော်အဲ့ဒီတကယ်ကွဲပြအောင်လုပ်တဲ့ဟာခုနဒီတန်တရာဆိုရယ်အဲ့တော့ကျွန်တော်တို့ချင်းတွေထဲမှာဗာမြဲခွန်အောင်ရှိတယ်ကျွန်တော်တို့ကအတူဆုစီနေတဲ့ခွန်အားပါစင်ဘောတင်ကြည့်တတ်ပါရှိတယ်ဘာမှမရှိဘူးစကားလည်းမတူဘူးတခြားအရာကကျွန်တော်တို့ကဘာမှမရှိဘူးလေအဲ့တော့ကျွန်တော်တို့အားလုံးသာအချူချင်းတွေနဲ့စလိုင်းမိုင်အားလုံးဖြစ်သွားရင်တော့အားလုံးကအဲ့မှာတခုပဲဆိုတော့ကျွန်တော်တို့အတကယ်ညီနေသွားတယ်ကျွန်တော်တို့ဒီဟာပေါ့ဒီတင်ကလည်းအဲ့ဒါလက်ခံနော်အခုပဲလက်ရှိပေါ့တောင်ပိုင်းကြီးလာခံလို့ဘုလို့တောင်ပိုင်းကြီးလာခံမင်းနဲ့ကံပလက်ပလက်ဝအရင်တော့ဟိုချင်းမျိုးတိုင်းလာခံစားခါမှလို့အားလုံးပါတယ်အဲ့မဲ့တော့တောင်ပိုင်းတတ်လို့လာခုနကလေးတို့မိတွေရတယ်တတ်ကျွန်တော်တို့ကအစစ်စစ်မှမခွဲဖို့ပဲရှိတယ်ဒီလောက်သေးသေးလေးအဲ့တော့ကျွန်တော်ဒီစလိုင်းတင်မဟုတ်အထင်မှကူဟိုပေါ့ဒီအခုအရေးနဲ့ပေါ့နော်ကျွန်တော် message ပေးချင်တာကျွန်တော်တို့ချင်းတွေအဲ့လောက်ခွဲဖို့မဟုတ်ဘူးကျွန်တော်တို့ဒီစလိုင်းမိုင်စိတ်ဓာတ်နေတာအတူသွားကြတယ်ဆိုတော့အားလုံးကြည်စလုံးလုံးဖြစ်တယ်နောက်ပြီးတော့ဒီအမျိုးသားရေးဟောပေါ့ဒီအမျိုးသားရေးအပြည့်နဲ့နှိုးကြမှုနော်အဲ့ဒါလည်းပြောနေရှင်တာခုနကကျွန်တော်ပြောတယ်လို့ပဲကျွန်တော်တို့ချင်းတီမှာရောက်လာတော့နည်းနည်းစကားပြောမယ့်နေရာမရှိတော့ဘူးအမျိုးသားရေးအကြောင်းပြောမယ့်နေရာမရှိတော့ဘူးကျွန်တော်တို့ယဉ်ကျေးမှုအကြောင်းပြောမယ့်နေရာမရှိတော့ဘူးအသင်းတော်တွေကလည်းမပြောရတော့ဘူးလို့ပြောပြီလေအသင်းတော်ကလည်းအကုန်လုံးကွဲတယ်လေအဲ့ဒီအသင်းတော်တိုင်းမှာလည်းပြောခွင့်မရှိဘူးလေဒါနဲ့ဒီလိုဟာမျိုးအသင်းတော်ကမလုပ်တဲ့ဒီလိုဟာမျိုးပေါ့နော်ကျွန်တော်တို့ချင်းနဲ့ဆိုင်တဲ့အခမ်းအနားမှာမလာကြဘူးကျွန်တော်ပြောတာโอเคခင်ဗျားတို့အသင်းတော်ထဲမှာဒီလိုနိုင်ငံကြီးအမျိုးသားကြီးကျွန်တော်တို့ချင်းချင်းပြောခွင့်မရှိဘူးရှင်အဲ့လိုဟာတွေပြောခွင့်ရတယ်ချင်းမျိုးသားနေလို့ကျန်တဲ့အခမ်းအနားတွေမှာခင်ဗျားတို့လာပါအဲ့လိုလို့ရင်ကျွန်တော်တို့ဘုရားတောင်းထဲမှာတရားပြီးပြောဖို့မလိုဘူးတခြားအခမ်းအနားမှာလာကျွန်တော်တို့အဲ့မှာပြောအဲ့လိုအခမ်းအနားမှာလည်းခင်ဗျားတို့မလာဘူးဘုရားတောင်းမှာလည်းပြောခွင့်မရှိတော့ခင်ဗျားတို့ဘယ်ကကြားမလဲဘယ်ကကျွန်တော်တို့တရားနဲ့တရားအားပေးမလဲအဲ့တော့နောက် generation တိုင်းဘာမှမသိတဲ့လူမျိုးတွေဖြစ်သွားမှာပေါ့အဲ့ဒါတော်တော်စိတ်ဝင်နေဖို့ကောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီခုနပထမစီဝဲဦးလေးကိုအားပေးချင်တယ်ဒီစီဝဲဦးဒီကျွန်တော်တို့ရပြောလို့ချင်းနောက်ပိုင်းကျွန်တော်တို့လူမျိုးတွေအမျိုးသားရေးစိတ်ဓာတ်ဆက်ရှင်းတာမှုဆက်ပြီးတော့စီးလုံးနိုင်မှုချင်းအားလုံးကိုစားပြုနိုင်မှုကျွန်တော်တို့ကအခုနပြောတယ်လို့ပေါ့ဒီတောင်ပိုင်းမြောက်ပိုင်းအလယ်ပိုင်းလို့ဖြစ်လာတော့မှဖြစ်နေတယ်ဟိုဘက်ကလည်းမြောက်ပိုင်းကလုံပြီးဖြစ်တော့မယ်လေနောက်ဟိုတောင်ပိုင်းကအဲ့လိုတောင်ပိုင်းလာလို့ချင်းနေတယ်ဆိုတော့ကျွန်တော်တို့ကဘာကမှစီးလုံးနိုင်အောင်ရှိတော့အဲ့တော့ဒီစီဝဲကိုဆက်အားပေးရအောင်စီဝဲဥတာရင်အားလုံးကိုပြန်လုပ်နိုင်တဲ့အဖွဲ့အစည်းဖြစ်လာမယ်လို့ကျွန်တော်တို့မြင်ပြီးတခြားကို community နဲ့ပဲကျွန်တော်တို့ကရပ်တည်နေပြီအဲ့ဒါကြောင့်ဒီစီဝဲကိုဆက်လက်အားပေးရအောင်ကျွန်တော်တို့ Salai Tin Maung Oo အောင်မေပွဲလဲဆက်လက်လို့ကျွန်တော်တခုမမေ့ခင်နော်ဒီစလိုက်ခေါ်ရကျွန်တော်ဆိုင်ရန်ကုန်မှာရှိတဲ့ချင်းတိုင်းကစပင်းချင်းကော်မတီကSalai Tin Maung Ooအထင်မှလို့ဖန်နေတယ်သူတို့စာအုပ်တွေထုတ်သိမ်းပေါင်း60နည်းနည်းတော့ပူလို့ပါရှာပေးပါလေကျွန်တော်လည်းဘယ်ကရှာမှမသိဘူးအဲ့စာလေးကျွန်တော်ရတာလည်းနောက်ကြလေနောက်ဒီအဖွက်လည်းအရန်ကိုအခုမှပဲစပြီးတယ်ကျွန်တော် message တော့ပို့တယ် Viber နဲ့အဲ့မဲ့ခင်ဗျားတို့ကကျွန်တော်လုံးဝနားလေအဲ့ဒါနဲ့
ကျွန်တော် Western Australia စီဝါဦးတွေကိုအဲ့ဒီ message ကိုပို့လိုက်တယ်သူတို့လည်းဖုန်းခေါ်ပြီးတော့ခင်ဗျားတို့တက်နေတယ်တော့သူတို့သွားကူနေပြီပါနေနေကိစ္စမရှိဘူးဆိုတော့သူတို့ကကျွန်တော်ပြန်ချောင်းကြတယ်မမကငါသိကူနေတယ်ကျွန်တော်အရန်ဝန်တာတယ်အဲ့တော့အဲ့ဒါလည်းနောက်ပိုင်းကျွန်တော်တို့ဒီမှာပူပူအားရှိမမပြီးမှရှိတဲ့ချင်းတက္ကသိုလ်ကျောင်းသားတွေကျွန်တော်တို့ဆက်ပြီးတော့ဒီလိုမျိုးပေါ့ဒီဆိုင်တင်ဟိုအထင်မှနေတယ်အမျိုးသားနဲ့ဆိုင်တဲ့စီလုံးနေမှုရနေတဲ့အခမ်းအနားတွေပေါ့နော်လုပ်နေပူပူပြီးတော့လက်တွေ့လုပ်လာကြတယ်ဆိုတာကျွန်တော်ပြောနေတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဒီဟာကိုပြောပြီးတော့အဆုံးသတ်မယ်သူအဲ့လိုရင်းစင်ထောင်တာပေါ့နော်တေးတံပေးပြီးတေးတော့မယ်အဲ့ချိန်မှာသူအသက်23ရက်မှာရိုက်တဲ့ပုံတေးလေးပဲရှိတယ်အဲ့ဒါကိုသူ့မိသားစုပူလိုက်တယ်အဲ့မှာနောက်ကျောင်းမှာရေးထားတဲ့စာပေါ့နော်အဲ့ဒါကျွန်တော်ဖတ်ပြပြီးတော့အဆုံးသတ်ချင်သူကဟိုဘာပေါ်နေတော့25နှစ်ပဲရှိသေးတယ်ပေါ့နော်အဲ့မှာသူပါရေးလဲဆိုရင်တပ်ပုံရဲ့နောက်ကျော်လေးမှာပေါ့နော်လူအဖြစ်အသက်ရှင်ရာဤလောကကြီးတွင်အချစ်ဆုံးဖြစ်ကြသောအပါအမေအန်တီညီမငယ်များအကူကြီးရဲ့ဒီတပ်ပုံကိုကြည်တိုင်းအားငယ်စိတ်တွေဝန်းနေစိတ်တွေမမွေးကြပါနဲ့တရားမြတ်တမှုလွယ်လပ်မှုနဲ့လူသားကိတ္တစွာအသက်ရှင်နေထိုင်နေနိုင်မှုတို့အတွက်အဲ့ဒါနော်တရားမြတ်တမှုလွတ်လပ်မှုနဲ့လူသားကိတ္တစွာအသက်ရှင်နေနိုင်မှုတို့အတွက်ရှောက်လန်းနေတဲ့အကူကြီးဟာဘယ်တော့မှဒုက္ခမရောက်တက်မပြောက်ပဲတာယာလှပတဲ့နေ့တစ်နေ့မှာပျော်ရွှင်စွာပြန်လည်ဆုံစည်းရမှာဖြစ်ပါတယ်ဆိုပြီးတော့အောက်မှာတင်မောင်ဦးဆိုပြီးတော့ရေးထားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းသူ့စီက inspiration ပေါ့နော်သူ့ရဲ့စကားတွေသူ့ရဲ့ညှို့ချစ်စိတ်တွေသူ့ရဲ့ယုံကြည်မှုတွေကိုကျွန်တော်တို့ခွန်အားယူပြီးတော့ဆက်လက်ပြီးတော့ကိုယ့်အမျိုးသားရေးအတွက်ကိုယ် community အတွက်ရှင်းသန်ပြီးတော့လှုပ်ဆောင်ကြပါစို့လို့ကျွန်တော်တိုက်တွန်းရင်းနဲ့ဒီကုန်းချုပ်ပါလေစီစီပါလေ